ကျွန်တော်တို့လေးလာခဲ့ကြတဲ့အရာတွေဖတ်ခဲ့ကြတဲ့စာအုပ်တွေတင်ထားခဲ့ကြတဲ့ notes တွေအများကြီးရှိပါတယ်ဒါပေမဲ့အဲ့ဒီအရာတွေကိုအသုံးမချဖြစ်တော့ဘူးဆိုရင်လက်ဆင့်လည်းမကမ်းဖြစ်တော့ဘူးဆိုရင်အဲ့ဒီအသိပညာတွေဘယ်ကိုရောက်သွားကြမှာလဲအတွေ့အကြုံဖြစ်ကြံခဲ့တဲ့အသိဉာဏ်အပိုင်းစာတချို့ကလွဲရင်ကျန်တာတွေကတော့တဖြည်းဖြည်းမေးမိန်ပြီးပျောက်ကွယ်လို့ဖြစ်နေကြပါပြီဒါကြောင့်လူပင်ပန်းစိတ်ပင်ပန်းအချိန်ကုန်ခံပြီးရခဲ့တဲ့ဒီအသိပညာတွေကိုသိနေရုံနဲ့မရက်ပဲကျင့်ဖြစ်အောင်အသုံးချဖြစ်အောင်ဘဝရဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာအောင်ကျွန်တော်တို့အတူစူးစမ်းဖြစ်ကြရင်ပိုမကောင်းဘူးလားဗျာ